အားလုံးပဲမင်္ဂလာပါမိုးမိုးအတန်တိတ်မဲ့ channel ကနေပြန်လဲကြိုးဆိုလိုက်ပါတယ်ဒီနေ့မှာတော့အင်မတန်မှစိတ်ဝင်စားစရာကောင်းတဲ့တမိုင်းတစ်လျှောက်မှာအကြီးမားဆုံးနဲ့အကြာမြင့်ဆုံးတည်တက်ခဲ့တဲ့ Empire တစ်ခုဖြစ်တဲ့ Ottoman Empire ရောင်းကိုကျွန်တော်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဒါဆိုဗီဒီယိုလေးကိုစလိုက်ကြရအောင်ဗျOttoman Empire ဟာတမိုင်းတစ်ချောင်းမှာအကြီးမားဆုံးနဲ့အကြာမြင့်ဆုံးတည်တံ့ခိုင်သော Empire များတဲ့မှာတစ်ခုဖြစ်ပြီးတော့တူရကီလူမျိုးတို့ရဲ့1296ခုနှစ်ခန့်တွေစာတင်ထူထောင်ခဲ့က1923ခုနှစ်အထိနှစ်ပေါင်း600ကျော်အုပ်စိုးခဲ့ပါတယ်။ဥရောပတောင်ပိုင်းရဲ့ရှေ့လေပိုင်းနဲ့မြောက်အာဖရိကဒေသများကိုလွှမ်းမိုးရှုပ်ကိုင်ခဲ့ပါတယ်။ Ottoman Empire ရဲ့မြို့တော်ဖြစ်သောကွန်စတန်တီနိုပယ်ဒီယနေ့ခေတ်အစ္စတန်ဘူမြို့ဖြစ်ပြီးဥရောပနဲ့အရှားတိုင်းနှစ်ခုလုံးတွေတည်ရှိသောကမ္ဘာပေါ်ရှိတစ်ခုထဲသောဒီကမြို့ကြီးဖြစ်ပါတယ်1453ခုနှစ်တွင်ဆူတန်မမတ်ထူးသည်ဘိုင်ဇင်တန်အင်ပါယာရဲ့မြို့တော်ဖြစ်သောကွန်စတန်တီနိုပယ်ကိုသိမ်းပိုက်ပြီးနောက်အော်တိုမန်တို့ရဲ့မြို့တော်ဖြစ်ပြောင်းလဲသတ်မှတ်ခြင်းခံခဲ့ရပါတယ်အော်တိုမန်အင်ပါယာရဲ့အိုရှုတူဟာဝန်ကြီးများစစ်ဘက်ခေါင်းဆောင်များအများစုမှအမွေအရာပါတူရကီလူမျိုးများမဟုတ်ဘဲနဲ့ကျုံများဖြစ်ခဲ့ကြပါတယ်တက်ချာဗီစနစ်ဖြစ်ခရီးယန်မိသားစုများမှငယ်စဉ်ကတည်းကခေါ်ယူ၍အစ္စလမ်ဘာသာတို့တွင်းကစေရေးနဲ့အုပ်ချုပ်ရေးဆိုင်ရာတင်ကြားပေးခဲ့ပြီးအဆင့်တန်းမြင့်မားစွာနေထိုင်ခွင့်ပေးခဲ့ခြင်းဖြစ်ပါနာမည်ကြီးဂျန်နီစာဒီဟုခေါ်တော့ထူးထိုက်ခဲ့ရေးတပ်ဖွဲ့ဝင်များကလည်းအဲဒီစနစ်မှပေါ်ထွက်လာခြင်းဖြစ်ပါတယ်အော်တိုမန်ဆူတန်ဘရင်များစုရဲ့မဲတော်များကတူရကီຫນွေဘောများမဟုတ်ကြဘဲနဲ့ဂျုံမိဖျားများဖြစ်ခဲ့ကြပါတယ်သူတို့ရဲ့ဥရောပဒေသများကိုပြောရမယ်ဆိုရင်ဆာဘီယာဂရိယူကရိန်းစတဲ့အမျိုးသမီးများဖြစ်လေရှိပြီးနန်ဝိရှိမိမဆောင်ကိုထိုးမဲတော်များကစီမံအုပ်ချုပ်ခဲ့ကြပါတယ်အချို့သောမိဖုရားများဟာတာတော်ဆွေတန်းကိုအုပ်ချုပ်ရေးတွေဩဇာညောင်းလွှမ်းမိုးနေခဲ့ပြီးသူတို့ရဲ့ချစ်ကိုပင်အမျိုးသမီးများရဲ့ဆူရတန်ကဲဟုတမိုင်းမတန်တင်ခဲ့ကြပါတယ်သူတို့ရဲ့ဘာသာရေးတိကျမှုဟာအော်တိုမန်အင်ပါယာဟာအစ္စလမ်ဘာသာဝင်တို့ရဲ့အင်ပါယာဖြစ်ပေမဲ့လည်းသူတို့သိမ့်ဖက်ထားသောနိုင်မြေများကိုခရီးယန်နဲ့ဂျူးဝန်သားဝင်များကိုသာဘာသာရေးလွတ်လပ်စွာကိုးကွယ်ခွင့်ပေးခဲ့ပါတယ်။အဲဒီလိုတိခံခြင်းဟာအင်ပါယာကိုနှစ်ပေါင်းများစွာတည်တံ့စေရာထောက်ကူပြုခဲ့သောအဓိကချက်များထဲမှတစ်ခုဖြစ်ပါတယ်။ဆူတမ်ဟာဆူရီမတ်တစ်လက်ထက်16ရာစုကအော်တိုမန်အင်ပါယာရဲ့အထူးထိပ်သို့ရောက်ရှိခဲ့သောခေတ်ဖြစ်ပါတယ်။သူကိုဥပဒေရေးဆွဲပြဋ္ဌာန်းမှုများကြောင့်အော်တိုမန်လူမျိုးတို့ဟာကာနွန်နီဟုခေါ်ဆိုခဲ့ကြပါတယ်။သူတို့ရဲ့တည်တံ့ပြီးခြင်းဒလိကိုဆက်ပြောရမယ်ဆိုရင်ရခင်ခေတ်များဟာဆူတန်တင်နတ်တပ်ဘာကထီနန်လူမျိုးကိုဆုံးရင်တော့ကြောင့်မိမိရဲ့ညီကိုမောင်နှမအားလုံးကိုကွက်မြတ်တပ်ဖြတ်၍တားတော်မွေးပြီးမှသူတို့ရဲ့နန်းလျာဖြစ်ထားခြင်းဒလိရှိခဲ့ဘူးပါလေနောက်ပိုင်းမှာတော့အဲ့ဒီစနစ်ကိုဖျက်သိမ်းခဲ့ပါလေအဲ့ဒီအချက်များဟာအော်တိုမန်အင်ပါယာရဲ့ရှုပ်ထွေးကြွယ်ဝသောတမိုင်းကြောင်းမှထင်ရှားသောအကြောင်းအရာတချို့သာဖြစ်ပါလေကဲဒီလောက်ဆိုရင်ဗီဒီယိုလေးကိုလောက်နဲ့ပဲဆုံးသက်လိုက်ကြရအောင်ဗျနောက်ထပ်ဘူးရတာတွေတင်ဆက်ပေးမှာမို့ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လေးလုပ်ထားကြပါဦးဗျအားလုံးကိုကျေးဇူးတင်ပါတယ်ဗျ